လူပြိုတွေမလာနဲ့နော်လူပြိုတွေမလာနဲ့ကျမကလူပြိုတွေမပြောပြအောင်နော်လူပြိုတွေလာမမေးနဲ့နော်လူပြိုတွေလာမေးတော်တော်များများသူများသားသမီးဖြစ်စီလို့လာမေးရတယ်များလာမမေးနဲ့နောက်တချို့ယောက်ျားလေးတွေနော်မိန်းကလေးကိုပဲနော်အထင်သေးမှမဆက်ဆံပါနဲ့နေလို့ဟာဘလောက်ထိကျဲနေဆိုတာမိန်းကလေးကျဲတာကခုံယူစရာဟုတ်တယ်ဘာလို့လဲဆိုတော့အပြိုမလေးယောက်ျားတစ်ချောင်းတစ်ချောင်းလုံနေလဲမကျဲနိုင်ဘူးနော်အဲ့လောက်ထိမကျဲနိုင်ဘူးနော်တအားကျဲနေမိန်းကလေးတွေကကလေးမွေးလို့ကျဲတာနော်ကလေးမွေးလို့အိမ်ထောင်တဲ့တစ်ခုတီထောင်ဖို့နော်ကလေးမွေးပြီးကျဲတာနော်အမေငါနေလို့မေးမယ်ယောက်ျားဟာပွင့်တာဘာလို့ပွင့်တာလဲโอเคကိုတိကိုမိမတယောက်ထဲနဲ့တော့ပွင့်နေတော့မဖြစ်နိုင်ဘူးโอเคငါပြပြချင်နော်ငါမပြောချင်ကြည့်နေရတော့တိလားဒီလိုတချို့ယောက်ျားလေးဆိုတအားပြောတတ်တယ်နော်ငါတို့မိန်းကလေးဆိုသူကပွင့်နေတော့ပွင့်နေပြီဘယ်နှခောက်မှန်းတော့မသိငါတို့ပြပြမယ်အပြိုမတယောက်ကလေတိလားယောက်ျားအယောက်100အိတ်နော်အယောက်100အိတ်အချိန်တိုင်သူကခဏအိတ်ပြီးပြန်ဟွာဖြစ်သွားတာပဲနော်မိန်းကလေးရဲ့အပြိုမရဲ့ဟွာလေးကကျတော့မြို့ကကျတော့အရန်ဟွာလှုပ်လွယ်တယ်နော်လာပြီးမှဒါပေမဲ့လည်းဟိုပါလဲအပြိုစင်ပေါ့ဘယ်လိုပြောမလဲအဲ့ဒီမေးပါအဲ့ဒါမရှိရတခုပဲရှိရနော်မလေးနော်ဒါပေမဲ့လည်းမတရားပွင့်နေပြီဆိုတာဒါကကြတော့ကလေးမွေးထားတဲ့သူပဲရှိရနော်ကလေးမွေးထားတဲ့သူပဲရှိရငါတို့ပြောမယ်နော်ငါတို့မိန်းကလေးနော်ငါတို့မိန်းကလေးဟာကျဲတယ်ဆိုတာကဂုံယူစရာနော်ဘလို့လဲဆိုတော့ကိုယောက်ျားကိုချစ်လို့မျိုးဆက်တဲ့တွေဖွာပေးရနင်တို့ယောက်ျားတွေရောနင်တို့ယောက်ျားဟာလေရောဟမ်တော်တော်များများပွင့်တဲ့ဟာတော်တော်များများဆိုအိမ်ထောင်တယ်ပွင့်တာတော့အဲ့လောက်မရှိဘူးနော်အိမ်ထောင်တယ်နာမအဲ့လောက်မပွင့်ဘူးဟိုမရမမတမ်းမပေါင်းနေတဲ့ကောင်ရဲ့လီးတောင်အဲ့လောက်မပွင့်ဘူးဒီလားဟိုတချောင်းစားလိုက်ဒီတချောင်းစားလိုက်ဟိုကလှုပ်လိုက်ဒါလှုပ်လိုက်တရက်ကိုပဲနာခောက်ဆိုမှသူ့ကိုကြွားနေတယ်အဲ့ကောင်ရဲ့ထားကိုတကြည့်လိုက်ပွင့်နေပြီနော်ပွင့်နေဆိုတာဘလို့ပွင့်လဲဆိုတာကတော့ကိုတိပေါ့ကိုယောက်ျားလေးဟာကိုတိရုပ်ထင်နေမိန်းကလေးဟာပဲကျဲတက်ထင်နေလားယောက်ျားလေးဟာလည်းပွင့်တတ်တယ်တော့မလဲအရှိမတထောင်လောက်ထွက်နေမြင်ဘူးတယ်မလားအရေခွန်ထူပြီးနဲ့တခါတလေကြာရင်လေဟိုပါလဲဟိုလိုမျိုးဖြစ်လို့ပွင့်လို့အပွင့်လွန်ပြီးမှလေအဲ့လိုဖြစ်နေလို့ရှိရလေတချို့တွေကကျတော့လူပြိုကဖြစ်တယ်ဆိုတော့အဲ့ဒါကကျတော့မဆိုင်ဘူးနော်အဲ့လိုမျိုးလူပြိုတဲ့ဘဝအရေခွန်ထူတာနဲ့ဟိုလိုမျိုးဖြစ်လို့ပွင့်တာနဲ့မတူသေးဘူးနော်မလဲမတူသေးဘူးကြည့်ရနဲ့တည်ရဒါပေမဲ့တချို့လေးတွေကတော့မတည်ဆိုတာထားလိုက်ပါတော့တချို့ပြိုမနေတော်များတော့မသိဘူးဒါပေမဲ့ဆွာလို့တော့လာမလို့နင်တော့ဆွာလို့လာပြီးမှအရှိမလာမှမထုံနဲ့လုံးတော့ငါချွတ်ကြည့်လိုက်မှဆက်ဆောက်မိကတ်လိုက်မိန်းကလေးတာအထင်ထိမှစကားပြောလိုက်ပြောတာသိလားမိန်းကလေးလေးသူဟာဘယ်တော့မှပွင့်နေပြီလဲမသိဘူးကိုလူပြောလိုက်ငါတခါတိချက်ငါနဲ့မတူတယ်ဟုတ်တယ်ငါချွတ်ပြလိုက်မှငါဆောက်မိကတ်လိုက်သိလားချွတ်ကြည့်လိုက်မှငါချွတ်ကြည့်ပြီးမှသိရမလားသူနောက်မှဘယ်လောက်ထိနော်မိန်းကလေးရဲ့ဂုံတိတ်ခါကိုပြပြအောင်မပြောနေတဲ့ကောင်နောက်မှဘယ်လောက်ထိစိုးနေလဲဆိုတော့ငါကြည့်ရတဲ့ငါတည်ရတဲ့လားပြောချင်ငါတော့ကြည့်နေသေးတယ်ကြည့်လိုက်လည်းမပြောရင်လည်း